အာဆင်နယ်အသင်းရဲ့အခုနောက်ပိုင်းပွဲစဉ်တွေမှာပြသထားတဲ့ရှီဆန်မိုင်းနဲ့စွမ်းဆောင်ရည်တွေကြောင့်အေဗာတန်အသင်းကိုသူတို့ရဲ့အင်ကွင်းမှာအနိုင်ယူနိုင်မှာမဟုတ်ဘူးလို့ကျွန်တော်ကတော့ထင်ပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ခုပြောပြသွားမှာတော့စနေနေ့မှာရှင်ပြန်ကစားသွားမယ်ပရီးမီးယားလိဂ် round 30ရဲ့ပွဲစဉ်တွေကိုကိုရလက်ခန့်မှန်းပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကတော့ဘန်လီအသင်းနဲ့ဘုံမောက်အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ဘန်လီအသင်းကတော့နောက်ဆုံးကစားထားတဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာအေဗာတန်အသင်းကိုအရှုံးပေးထားရပြီးတော့တစ်ဖက်ကဘုံမောက်အသင်းကတော့ရက်ဖို့အသင်းနဲ့တီရလက်ထွက်ပေါ်ထားတာဖြစ်ပါတယ်။ဒီနှစ်သင်းရဲ့ပထမကြော်ရလက်ကတော့ဘုံမောက်အသင်းရဲ့အိမ်ကွင်းမှာတစ်ဖက်တစ်ကိုးစီတီရလက်ထွက်ပေါ်ထားတာဖြစ်လို့ဘန်လီအသင်းရဲ့အိမ်ကွင်းမှာဘယ်အသင်းကအနိုင်ရရှိသွားမလဲဆိုတာကိုတော့ကျွန်တော်တို့စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ဘန်လီအသင်းတို့ကတော့အိမ်ကွင်းအဝေးကွင်းစွမ်းဆောင်ရည်တွေကိုကြည့်မှဆိုရင်အရန်ကြီးကွာဟနေတာမဟုတ်ဘဲနဲ့ဘုံမောက်အသင်းကတော့ဝေးကွင်းမှာစိုးလောက်ဆိုတဲ့စွမ်းဆောင်ရည်တွေကိုပြသထားတာကြောင့်ဘန်လီအသင်းရဲ့အိမ်ကွင်းမှာဘုံမောက်အသင်းက0-1လောက်နဲ့အနိုင်ယူသွားလိမ့်မယ်လို့ထင်ပါတယ်။နောက်ထပ်တစ်ပွဲကတော့ဆန်နာလန်အသင်းနဲ့ဘရိုက်တန်အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ဆန်နာလန်အသင်းကတော့နောက်ဆုံးကစားထားတဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာလီယူနိုက်တက်အသင်းကိုအနိုင်ယူထားနိုင်တာဖြစ်ပါတယ်။တစ်ဖက်ကဘရိုက်တန်အသင်းကတော့အာဆင်နယ်အသင်းနဲ့ရှင်ပြန်ကစားထားပြီးတော့ကွင်းတွင်းဆန်းဆောင်ရည်ပိုင်းကောင်းမွန်နေဆိုပေမဲ့လည်းအာဆင်နယ်အသင်းကို1-0နဲ့အရေးနှိမ့်ခဲ့ရတာဖြစ်ပါတယ်။ဒီနှစ်သင်းရဲ့ပထမကြောက်ရလက်ကိုကြည့်မှဆိုရင်လည်း Brighton သင်းရဲ့အင်ကွင်းမှာဂိုမရှိသေးရလက်ထွက်ပေါ်ထားတာဖြစ်လို့ဆန်နာလန်သင်းရဲ့အင်ကွင်းမှာ Brighton အနေနဲ့အနိုင်ယူနိုင်မလားဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဆန်နာလန်သင်းကတော့ရာသီစောပိုင်းကာလဒီမှာအင်ကွင်းမှာဆိုရင်အရန်ကိုမှကြောပြီးတော့ကောင်းမွန်တဲ့ရှူဆောင်ပိုင်းတွေပိုင်ဆိုင်ခဲ့ပေမဲ့လည်းအခုနောက်ပိုင်းမှာတော့ထင်သလောက်မဟုတ်တော့တာဖြစ်ပါတယ်။ဘက်က Brighton သင်းကတော့ Arsenal သင်းနဲ့ပွဲစဉ်မှာပြသခဲ့တဲ့စွမ်းဆောင်ရည်ကောင်းတွေကြောင့်ဆန်နာလန်သင်းရဲ့အင်ကွင်းမှာ1-2ဆိုတဲ့ရလက်လောက်နဲ့အနိုင်ယူသွားလိမ့်မယ်လို့ထင်ပါတယ်။နောက်ထပ်တစ်ပွဲကတော့အာဆင်နယ်အသင်းနဲ့အေဗာတန်အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။အာဆင်နယ်အသင်းကတော့နောက်ဆုံးကစားထားတဲ့ပွဲစဉ်တွေမှာပြသထားတဲ့ရှီဆွမ်းမိုင်းတွေကြောင့်အေဗာတန်အသင်းကိုသူတို့ရဲ့အင်ကွင်းမှာအနိုင်ယူဖို့ရုန်းကန်ရမှာဖြစ်ပါတယ်။တစ်ဖက်ကအေဗာတန်အသင်းကတော့နောက်ဆုံးကစားထားတဲ့ပရီးမီးယားလိဂ်နှစ်ပွဲစဉ်အနိုင်ယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒီနှစ်သင်းရဲ့ပထမကြောက်ရလက်မှာတော့အေဗာတန်အသင်းရဲ့အင်ကွင်းမှာအာဆင်နယ်အသင်းက1-0ဆိုတဲ့ရလက်နဲ့အနိုင်ယူထားနိုင်တာဖြစ်ပါတယ်။အာဆင်နယ်အသင်းနဲ့ဂျာရက်ထဲမှာရှင်ပြန်ကစားထားတဲ့လီဗာပူးဆင်အသင်းနဲ့ပွဲမှာလည်းအနိုင်ယူထားနိုင်တဲ့အပြင်တစ်ဖက်ကအေဗာတန်အသင်းကအဝေးကွင်းဆန်းဆောင်ရည်တွေအရန်ကိုကောင်းမှုနေတာဖြစ်လို့အာဆင်နယ်အသင်းရဲ့အင်ကွင်းမှာတစ်ဖက်တစ်ကိုးစီနဲ့တရရလက်ပဲထွက်ပတ်ပြီးတော့ထွက်ပေါ်သွားလိမ့်မယ်လို့ထင်ပါတယ်။နောက်ဆုံးပွဲစဉ်ကတော့ကျွန်တော်တို့ရှိရတဲ့ Chelsea အသင်းနဲ့ Newcastle အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ကျွန်တော်တို့ Chelsea အသင်းကတော့ဂျာရက်ထဲမှာရှင်ပြန်ကစားတဲ့ Champions League ပွဲစဉ်မှာတော့ PSG အသင်းရဲ့အင်ကွင်းမှာ 5-2 ဆိုတဲ့ရလက်နဲ့အချက်ပွဲကိုရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ဘက်က Newcastle အသင်းကလည်းဗုဒ္ဓဟူးနေ့မှာရှင်ပြန်ကစားသွားတဲ့ Champions League ပွဲစဉ်မှာတော့ Barcelona အသင်းနဲ့တစ်ဖက်တစ်ကိုးစီတရလက်ထွက်ပေါ်ထားတာဖြစ်ပါတယ်။ဒီနေ့သင်းရဲ့ပထမကြောက်ရလက်မှာဆိုရင်တော့ Newcastle အသင်းရဲ့အင်ကွင်းမှာတစ်ဖက်နှစ်ကိုးစီတရလက်ထွက်ပေါ်ထားတာဖြစ်ပါတယ်။ကျွန်တော်တို့ Chelsea အနေနဲ့ Champions League မှာရှုံးနိမ့်ထားတဲ့အတွက်ကြောင့်မို့လို့ Premier League မှာတော့မဖြစ်မနေပြန်လည်အနိုင်ယူနိုင်ရမှာဖြစ်ပါတယ်။ဘက်က Newcastle အသင်းကလည်းအဝေးကွင်းဆန်းဆောင်ရည်ကိုကြည့်မှဆိုရင်တော့အိမ်ကွင်းဆန်းဆောင်ရည်ကအနည်းငယ်မဆိုးလာဘူးလို့ဆိုရပေမဲ့လည်းဝေးကွင်းဆန်းဆောင်ရည်တွေကတော်တော်လေးကိုဆိုးရတဲ့ဆန်းဆောင်ရည်တွေကိုပိုင်ဆိုင်ထားတာကြောင့်ကျွန်တော်တို့ Chelsea အသင်းကပဲအိမ်ကွင်းမှာ2-0ဆိုတဲ့ရလဒ်နဲ့ဂိုးပြတ်အနိုင်ယူသွားလိမ့်မယ်လို့ခန့်မှန်းပေးလိုက်ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။